ဤဆဲခိုင်းဤအန်နီမဲတွေကမကောင်းတော့ပါဘူးဟုတ်ပါတယ်ကျွန်တော်တို့ရိုးရိုးသားသားပြောကြရအောင်အခုကဤဆဲခိုင်းဤတွေကအန်နီမဲလောကကိုလွှမ်းမိုးနေပါတယ်ဒါပေမဲ့စကားတိုင်းကနောက်ထပ်ကဘာတစ်တွေရွေးချယ်ထားသောသူရဲကောင်းတဲ့မော်ဆန်နာတွေကိုတူညီသောဇညွန်းစက်ကွက်တွေနဲ့ရိုက်နေကြတော့ပြင်းဖို့ကောင်းနေပါတယ်တချို့ဆိုအန်နီမေးရှင်းမကောင်းလို့ကြည့်တဲ့သူပါစိတ်ညစ်စေပါတယ်ဒါကြောင့်မိတ်ဆွေတို့အချိန်ပေးရကြိုးနှက်မဲ့အန်နီမဲ၃ခုကိုကျွန်တော်ရေးပေးထားပါတယ်တစ်ခုကတော့အကောင်းဆုံးဆိုမှအကောင်းဆုံးတွေကတစ်ခုဖြစ်ပြီးကျန်နှစ်ခုကတော့ပုံမှန်ထက်ပိုကောင်းတဲ့အမျိုးအစားပါဘယ်အန်နီမဲတွေကအချိန်ပေးရတာတန်လဲဆိုတာကိုသိရဖို့အဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်オーガになったのかပထမအဆုံးတကားကတော့မကောင်းဆိုဝါအဖြစ်ပြန်လဲမွေးဖွားခြင်းဆိုတဲ့ရီမွန်းစတာပဲဖြစ်ပါတယ်လူတဦးတည်ဆုံးပြီးမင်စာဖြစ်လူဝင်စားလာတယ်ပြီးတော့သူကတခြားရန်သူများကိုကိုက်စားခြင်းဖြင့်အားကောင်းလာတာကိုသိရှိခဲ့တယ်သူဟာအစစ်နှိမ်သောရှင်တန်မှုအနေနဲ့စတင်ခဲ့ရာလူမျိုးစုစစ်ပွဲမျိုးနွယ်စုအတွင်းအာဏာလူချင်းတွေကြားမှာမင်စာမှဘီလိုဖြစ်တို့တဆင့်ပြီးတဆင့်ဆင့်ကဲဖြစ်စဉ်တွေကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒါပြင်သူ့မှာမိမကလည်း10ယောက်ဝန်းရှိမှာဖြစ်ပါတယ်ရိတ်တင်အနေနဲ့တစ်ဆက်မှာ6.4အထိရထားတာဖြစ်လို့ပုံမှန်ကားအနေနဲ့ကြီးလို့ကောင်းတဲ့တကားဖြစ်ပါတယ်僕の名前は三角誠ဒုတိယဇက်ကားလေးကတော့စုကီမီချီဆိုတဲ့ကားဖြစ်ပြီးနတ်ဖျားမောက်ကိုလက်စားချေဖို့စူးစမ်းတဲ့ရုပ်ဆိုးတဲ့ကောင်းလေးကြောင်းပဲဖြစ်ပါတယ်မာကိုရိုဟာသူ့ရဲ့ကောင်းဖြစ်တခြားကဘာကိုစင့်ခေါ်ခံခဲ့ရပြီးနတ်ဖျားမကရုပ်ဆိုးတယ်ဆိုပြီးညှင်းပယ်လိုက်ပါတယ်ပြီးတော့လူစကားမပြောတတ်ပဲမကောင်းဆိုးဝါးစကားသာပြောနိုင်တဲ့အစွမ်းတစ်ခုပဲထည့်ပေးလိုက်ပါတယ်ဒါပေမဲ့စုကူရိုမီဆိုတဲ့လက်နက်ဖျားကတနာလို့သူ့ကိုမန်နာတွေနဲ့အစွမ်းတွေအများကြီးထည့်ပေးလိုက်ပါတယ်ဘလောက်တောင်စွမ်းအားကြီးလဲဆိုရင်များတစ်စင်းနဲ့တောင်ပင်လယ်လောက်ရှိတဲ့ရေအိုင်ကြီးဖြစ်သွားစေတာဖြစ်ပါတယ်散々好きなようにもてあそんでくれやがいました俺だ剣生きてるအဲ့စွမ်းတွေနဲ့ကဘာတစ်မှာဘလို့ရှင်တန်မလဲစွမ်းအားကြီးမားတဲ့မကောင်းဆိုးဝါးနဲ့ငကားကိုဘလို့သိမ့်သွင်းမလဲနဲ့နတ်ဖျားမောက်ကိုဘလို့လက်စားချေမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါအပြင်မတူသလိုမတန်သလိုဆက်ဆံပြီးလိုအပ်မှအသုံးချတတ်တဲ့နတ်ဖျားမကြောင့်လူသားနဲ့မကောင်းဆိုးဝါးတို့ရဲ့စစ်ပွဲကြညုတ်တဲ့မာကိုတို့ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ရိတ်တင်အနေနဲ့9.6ထိရရှိထားပြီးကြီးကိုကြီးတဲ့စကားပဲဖြစ်ပါတယ်တတိယတင်ဆက်ပေးမဲ့အကောင့်တကအကောင်းဆုံးတွေကတကားကတော့မူရှိုးခုတန်းဆဲပဲဖြစ်ပါတယ်မူရှိုးခုတန်းဆဲတို့မဟုတ်အလုတ်လက်မဲ့လူဝင်စားခြင်းသည်အခြားဤဆဲခိုင်းဤစကားတို့နဲ့မတူပါဘူးတချို့ကဒီကားကိုဤဆဲခိုင်းဤလဲကျန့်ဆိုပြီးပြောကြပါတယ်ဒီကားမှာဆိုရင်အရှုံးသမားတစ်ယောက်ကလက်ရှိဘဝမှာတည်ဆုံးပြီးအခြားကဘာတို့လူနဲ့ဖျားဤအကူအညီဖြင့်ရောက်ရှိသွားတာနဲ့စတင်ထားပါတယ်သူရောက်ရှိသွားတဲ့ကဘာဟာဆိုရင်ဖြင့်မော်လောကဖြစ်ပြီးအခြေခံမှတဆင်ချင်းစီမော်ဆွမ်းအားကိုလေ့လာပြီးသူဤနေ့စဉ်ဘဝကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီကားမှာဆိုရင်ပုံမှန်ဤဆဲခိုင်းဤတွေနဲ့မတူပဲတခြားကဘာကိုကိုယ်တိုင်ရောက်သွားတဲ့ကဲ့သို့ခံစားရမှာဖြစ်ပြီးကိုယ်တိုင်သာအဲ့လိုရောက်သွားခဲ့ရင်ဘာတွေလုပ်မလဲဆိုတာကိုပါစဉ်းစားရင်ကြည့်ရမယ့်စကားလေးဖြစ်ပါတယ်ထူးခြားတာကဒီကားမှာအရှင်အချစ်ဆက်လန်းအပန်းချအဆုံပါဝင်တဲ့ဇာတ်ကားဖြစ်ပြီးအန်နီမေးရှင်းကလည်းလုံးဝအကောင်းဆုံးပါပဲဒီမင်းသားဟာစော်ကြီးရဲ့ဖြစ်တယ်လို့နှာဘူးလည်းဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်ပြီးရင်နှာဘူးထတာတွေပါတွေ့ရမှာဖြစ်ပြီးဇလန်အချိုးအကွေတိုင်းကမျောလင့်ထားတာထက်ပိုနဲ့ဆိုင်ပါတယ်လုံးဝကိုစိတ်ပန်းဖြေလို့ကောင်းတဲ့ခံစားချက်မျိုးရစေမှာဖြစ်ပါတယ်ရိတ်တင်အနေနဲ့8.3အထိရရှိထားတာမို့ကြည့်ကိုကြည့်သင့်ပါတယ်ဒါကစိတ်ကူးရင်ဇလန်တက်တက်မဟုတ်ပါဘူးဒါဟာဘဝကိုပြန်လည်ရှင်သန်ဖို့ဒုတိယအခွင့်အရေးပါဒီလိုမျိုးအနီမဲစကားကောင်းအကြောင်းတွေသိရှိခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like နှုတ်ပြီးခေါင်းလောင်းရေးတီးခဲ့ပေးပါဗျ